ရောကာကြီးဇော်ဝန်းထွန်းရဲ့တချင်တပုံနဲ့ပွဲထွက်ကစားမယ်လို့ပြည်သက်တွေကိုအသိပေးလာတဲ့ကျော်စောဝင်ပြည်သက်ကြီးတို့ရေကျော်စောဝင်ကတော့အခုဆိုရင်1 Championship မှာပွဲထွက်ကစားရတော့မယ်ဆိုတဲ့အကြောင်းပြည်သက်တွေကိုဝမ်းသာအားရသတိပေးလာခဲ့ပါတယ်။ကျော်ကြီးရဲ့ပွဲကိုကြည့်ကျင်နေပါပြီဆိုတော့ပြည်သက်တွေအတွက်တော့သတင်းကောင်းတစ်ပုဒ်ပါပဲနော်။ကျော်စောဝင်ကတော့မြန်မာလက်ဝဲမှာကျွမ်းကျင်ပိုင်နိုင်တဲ့ fighter တယောက်ဖြစ်တယ်လို့အခုမွေထိုင်းပညာရက်ကိုလည်း Fed ကျန်မှာနီးပြကောင်းနေတဲ့လိလာတင်ယူနေတာကြောင့်ဝမ်းစာပြည့်နေပြီလို့တောင်ပြောလို့ရပါတယ်။ထိုင်းဖိုက်တာ1-2K ကလည်းဆရာလူတငယ်ချင်းလို့ခင်မရင်းနီးကပညာတွေသင်ကြားပေးနေတယ်လို့ Fed ကျန်မှာရှိတဲ့ fighter တွေအကုန်လုံးနဲ့လည်းမိသားစုလိုတောင်မှကျော်စောဝင်တယောက်ကရင်းနှီးနေတာကိုတွေ့ရပါတယ်။ Stanford ဆိုရင်လည်းကျော်ကြီးကိုမောင်လေးတစ်ဖွဲ့ကိုစနောက်ပြီးတော့ရင်းနှီးနှွေးထွေးစွာနဲ့ဆက်ဆက်နေတာကိုတွေ့ရပါတယ်။မင်္ဂလိတွေနဲ့ပတ်သက်လာရင်တော့အရှက်ကြောက်ကြီးတဲ့ကျော်စောဝင်ကကျိုးဝိုင်းတဲမှာတော့တကယ်ကိုစပြင်းတဲ့စက်တစ်တကောင်ပါပဲရှင်။ Fed ကျန်မှာကျော်စောဝင်ရောက်တော့မှထိုင်းဖိုက်တာတွေအကုန်လုံးလည်းမြမလက်ဝဲလက်ခမောင်းခတ်တဲ့ဟန်ပန်တွေကိုတင်ယူနေကြတာဖြစ်ပြီးအကုန်လုံးလည်းအခုဆိုရင်တော့လိုက်ပြီးတော့လှုပ်တက်နေကြပါပြီ။အားလုံးရဲ့ချစ်ခင်လေးစားမှုကိုရနေတာကတော့ကျော်စောဝင်အတွက်ကံကောင်းခြင်းတစ်မျိုးပါပဲရှင်။အခုဆိုရင်တော့ကျော်စောဝင်ကသူ့ရဲ့ပွဲသတင်းနဲ့ပတ်သက်ပြီးပြည်သက်တွေကိုချပြလာခဲ့ပြီးဖြစ်ပါတယ်။ပြိုင်ဘက်ဖိုက်တာကဘယ်သူဆိုတာတော့မပြောပြသေးပေမဲ့ level တစ်ခုမှရောက်နေတဲ့ဖိုက်တာဖြစ်မယ်ဆိုတာကတော့ကျင်းသေးပါတယ်။ One Championship ကလက်ရှိမှာဆိုရင်တော့မြန်မာဖိုက်တာတွေကိုပွဲထုတ်လာတာပြည်သက်ကြီးတို့လည်းသတိထားမိကြမယ်လို့ထင်ပါတယ်ရှင်။အခုလာမယ့်9ရက်နေ့မှာဆိုရင်လည်း KN ကျစ်မဘရော်နီကတန့်စင်နဲ့စိုးနောင်ဦးစတဲ့ဖိုက်တာ3ကိုပွဲတစ်ခုထဲမှာထိုးသက်ကြမှာမို့အဲ့ဒီနေ့ကတော့မြန်မာပြည်သက်တွေအပါတရားနဲ့ကြည့်ရှုအားပေးရမယ့်နေ့ပဲဖြစ်ပါတယ်။ကျော်စောင်ဝင်းရဲ့တွဲဆိုင်ကလည်းမကြခင်လာတော့မှမို့ပြည်သက်တို့အနေနဲ့ရင်ခုန်စွာနဲ့စောင့်ကြည့်ရမှာဖြစ်ပါတယ်။ဒါပေမဲ့ကျော်စောင်ဝင်းကတော့အခုလောက်ကုန်ပိုင်းလောက်မှာဆိုရင်တော့ကျော်စောင်ဝင်းရဲ့တွဲဆိုင်ကလည်းလာတော့မှမို့ပြည်သက်တို့အနေနဲ့ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့စောင့်ကြည့်ရတော့မှာဖြစ်ပါတယ်။ဖက်တဲ့ကျန်မှာလည်းအမြဲတမ်းလေ့ကျင့်နေတတ်တာကြောင့်အခုလာမယ့်ပွဲအတွက်ကျော်စောင်ဝင်းကတော့အစင်းသစ်ဖြစ်နေပြီလို့တောင်ပြောလို့ရပါတယ်။ကျော်စောင်ဝင်းကတော့မာကုံနဲ့တက်လုံကတော့ပြောစရာမရှိပါဘူးရှင်။ဖက်တဲ့ကျန်မလေးကျင်နေတာကြောင့်လည်း နေ့နှစ်ပိုင်းကပို့ပြီးတော့တိုးတက်ကောင်းမွန်လာမယ်လို့ထင်ပါတယ်။ဒါကြောင့်ဘလို့ဖိုက်တာပဲလာလာကျော်စောဝင်အတွက်ကတော့ AC လို့ပြောရမှာပါ။သူရဲ့ပွဲထွက်တဲ့ချင်းကိုတော့မြန်မာတချင်းနဲ့ပွဲထွက်ကျင်တာကြောင့်ရော့ကာကြီးဇဝန်းထွေးရဲ့တချင်းတွေကတပုတ်နဲ့ပွဲထွက်ကစားသွားမယ်လို့လည်းအသိပေးလာပါတယ်။အဲ့ဒီအတွက်ကြောင့်လည်းဦးညီထွက်စီကိုဗီဒီယိုကောခေါ်ပြီးတော့ respect ရှိတောင်းဆိုခဲ့ပြီးဖြစ်ပါတယ်။ဦးညီထွက်ကလည်းဝန်ဘတ်တသားနဲ့ဘယ်တချင်းကိုပဲယူသုံးခွင့်ပြုပေးခဲ့တာပဲဖြစ်ပါတယ်ရှင်။ One Championship မှာတော့အောင်လာကလီဖြူရဲ့အမဲလိုက်ကတချင်းနဲ့ပွဲထွက်ခဲ့တယ်လို့ကျော်စောဝင်းကတော့ဇဝန်းထွေးရဲ့ဘယ်တချင်းနဲ့ပွဲထွက်မလဲဆိုတာကတော့ရင်ကုန်စိတ်လို့ရှားဖို့ကောင်းနေခဲ့ပါပြီ။မိမိရဲ့တာနိုင်နေဆိုတဲ့ကောင်းကင်မိမိတချင်းနဲ့များပွဲထွက်နေမလားတော့မသိတော့ပါဘူးနော်။ဒီတချင်းလေးကလည်းအတိတ်ပဲအရန်ပြေးသွားတဲ့တချင်းလေးမလို့ပါရှင်။ဒါအပြင်ဇဝန်းထွေးရဲ့တခြားသောတချင်းတွေကလည်းအာမန်ပြေးသွားပြီးတော့အတိတ်ပဲလေးနဲ့တဲ့တချင်းတွေများတာမို့ဘယ်တချင်းနဲ့များပွဲထွက်မလဲဆိုတာကတော့စိတ်ဝင်စားဖို့ကောင်းလို့နေခဲ့ပါပြီ။ပြည်သက်ကြီးတို့ရောကျော်စောဝင်းတယောက်လာမယ့်ပွဲမှာဦးညီထွေးရဲ့ဘယ်တချင်းနဲ့များပွဲထွက်ကစားမယ်လို့ထင်ပါလေ။စဉ်းစားမိတဲ့တချင်းလေးရှိတယ်ဆိုရင်လည်းပြပြပေးခဲ့ကြပါအောင်နော်။